ထမင်းစားကြမယ်ဒီခါလေးချက်ရတာပြင်းဝယ်စားနေပဲဝယ်ညနေစားပဲချက်ဝယ်စားတယ်ချက်တယ်နေပဲဆိုကိုတော့အပြင်မှာဝယ်စားကိုဝယ်စားတော့ကိုပဲစားတော့ကိုမပေးရဘူးလေတထေးဒီတထေးရပတ်စံပေးရကိုကြက်တာကိုဝယ်စားအဲ့ဒီစင်ပါမှာလေ snow သူတို့အဲ့လိုမျိုးဒီ snow drop လိုမျိုးဒီရေခဲတဲ့မုံလေးကြာလို့ဒါမှအတူအစစ်မဟုတ်စနေနေ့ဆိုသွားကြည့်မယ်မျိုးဒီအဆိုင်ရနပင်တချို့လူအရန်အားကြတယ်ကြိုက်တဲ့လောက်စားမဝအောင်ကိုရာကြိုက်တဲ့လောက်စားဝါကြိုက်တဲ့လောက်မစားတော့ဝါအဲ့တော့ဘာမှမထူးဆိုတော့စားချင်ရစားနှခမ်းကထောင်းစားတယ်ကြည့်ရေသွားယူစားရေသွားယူอ่ะငါတို့တွေက3ထိပ်စီးသမား3ထိပ်စီးတွေကသိတာကလေးတွေမုတ်ပေးပြီးတော့မုတ်ကျွေးတာပေးကြိုက်လို့ရတယ်ကိုတွေကိုလည်းချွဲလို့ရတယ်ဆန်ညိုသေးအသေးစကားပြောလာbienစပင်တဖြူစပင်တချားတော့ဖြူနေတွေ့ကြော်နေရတယ်နေရင်ကျတော့စပင်ဖြူနေပြီတချောင်းအဲ့ဒါလည်းမရင်ကျက်နိုင်ဘူးစိတ်ရခုချိန်ထိကလေးဝတ်သားရင်ခရမ်းသီးရင်အဲ့ဒီသူတို့ခေါ်တဲ့ငေါဟီတာအဲ့ဒီဟာရစံပြူနိုင်ကပန်းနိုင်တဲ့လောက်ပအောင်မှာတချို့ဆိုရင်ဟော်ရီဒေးလာရပတ်စံနေစေးကြီးဟိုတယ်ကပါကကိုကသူတို့နိုင်ငံမှာလောက်လာလောက်ဆိုတော့ကိုသွားနိုင်သွားရှောက်သွားရတာပြောတယ်ဘာကောင်ဝါနာပါရကရှောက်သွားရပြောမင်းကျက်စီထမင်းချက်တာဗီဒီယိုရိုက်ထားတယ်အစအဆုံးအဲ့ဒီကြက်သားကိုပြုတ်ပြီးတော့ဘယ်လိုမျိုးတယ်ပြီးတော့ရေခဲနဲ့ဖာနမကြက်သားကိုပြုတ်တယ်ဟောကြက်သားမပြုတ်ခင်သူကရင်နွေးတဲတယ်ပေါ့နော်ကျက်စီထမင်းချက်ဖို့အတွက်ရင်နွေးတဲတယ်အဲ့ဒီရင်နွေးထဲမှာလေဂျင်ဂျာပေါ့နော်3 piece ပြီးတော့အဲ့ဒီ spray onion ပေါ့ကြက်သွမိတ်ကို3ချောင်းလေးပေါ့အဲ့ဒါကိုကရင်နွေးကိုပြုတ်ရင်နွေးကဆူပြီးဆိုအဲ့ဒီကြက်ပောင်ပေါ့နော်
အသားလေးပြော့အောင်ပေါ့နော်အဲ့ကြက်ကောင်လို့ဆိုအသားသိမကောင်းအဲ့ဒီကြက်ပောင်ဆိုသူကဒီ chicken rice ကြက်စီတမင်းချက်ရအဲ့ဒီကြက်သားအသားပြော့တယ်လေအဲ့ဒါရင်နွေးအားဆူပြီးဆိုရင်ကြက်သားကိုထည့်လိုက်ကိုဘယ်လောက်ထိကိုချက်ကိုပုံမူတည်းကိုကအဲ့ဒီဖော်တိုင်းပေါ့နော်ကြက်ပောင်၄ခုပဲအဲ့ဒါလေးလိုခီနေဆိုရင်20 minute ပေါ့မိနစ်20အဲ့ဒီမိနစ်20ပြီးတော့ကိုကကြက်သားကိုထုတ်တော့ကိုကဇွန်းနဲ့ဖော့နေပေါ့နော်ဒါမှမဟုတ် short steak နဲ့ကိုကအဲ့လိုမျိုးပုတ်ရေကြီးထွက်လာပြီဆိုရင်ကြက်သားကျက်ပြီးသွေးလေးထည့်တာကွာနည်းနည်းထားတော့ဘောနော်ထားချက်ရတယ်ဘောနော်အဲ့လိုမျိုးပေါ့ small low small ပေါ့ small heat ပေါ့ fire small အဲ့လိုမျိုးပေါ့ပြီးတော့အဲ့ဒီမှာကြက်သားကျက်ပြီးဆိုကိုက cold water ရေခဲရင်နဲ့ကိုကအဲ့ဒီကြက်ပေါင်တော့ကိုရှိရအဲ့ဒါကိုကြက်ပေါင်တော့ဒီရေကတော့ကြက်ပေါင်ဖုံးရမှာပေါ့နော်အဲ့ဒါကိုကရေခဲမှာကိုကပြောင်းလိုက်အဲ့ဒီကြက်ပေါင်ကိုမိနစ်20ပြီးတော့ကိုကအကျန်တဲ့ဟာဒီသူ့ရဲ့ sauce တွေပါခလက်ကြနီးရှိရလေကိုကရွယ်ကူနီးနဲ့ကိုလောက်တာအဲ့ဒီ spray onion ကြက်တုံးနဲ့အဲ့ဒီအစိမ်းရဲ့ကိုကသေးလေးကိုလီလို့ရဒါပေမဲ့ကိုပေါ်မှာမူတည်ပြီးတော့ဂျင်းကြောကိုလည်းဂျင်းကိုလည်းကိုကတင်းစလိုက်နဲ့ကိုလောက်လို့ရတယ်တချို့ဆိုချော့ကိုကဒီခလေးလေးတွေစားတော့အဲ့ဒီဂျင်းကအာရန်စားတယ်လေအဲစားတော့ကိုက small နဲ့ကိုမလောက်ကိုကဒီတစ်ခုပေါ့နော် slime 1p အဲ့လိုမျိုးလောက်အဲ့ဒါပြီးတော့ကိုကအဲ့ဒီမှာအဲ့ဒီကျက်သွမိတ်နဲ့အဲ့ဒီဂျင်းကြားကိုကိုကအဲ့လိုမျိုးပြီးတော့တကြားပေါ့နော်1 teaspoon အဲ့လိုမျိုးကိုထည့်ကိုရောစီက4 tablespoon ပေါ့နော်အဲ့လိုမျိုးပေါ့လေးစုပြီးတော့အဲ့ဒီစီကိုပြီးတော့အဲ့ဒီ light sauce က gravy လောက်မယ်လေအဲ့ဒီ sauce အသေးရှိအောင်ရတာရှိအောင်light sauce က5 tablespoon ကိုလောက်ကိုက chicken များတယ်လေကြက်သားများတော့ကိုခလက်ကြကြက်ပေါင်လေးပေါင်ဆိုတော့အဲ့ဒီ5 tablespoon light sauce ကိုဒီထည့်လိုက်တယ်ပေါ့ရောလိုက်တယ်ပြီးတော့အဲ့ဒီစီကကိုကခိလိုက်တယ်ပေါ့နော်ကိုကပူအောင်ကိုလောက်လာအဲ့ဒီကိုရဲ့ frying pan ထဲမှာကိုရဲ့ frying pan ထဲမှာသူကအဲ့ဒီမျိုးငွေလေးနဲ့ထည့်အားစီကပူဆိုကွာအဲ့ဒီရွက်မှာကိုကလောင်ထည့်လိုက်အဲ့ဒီခုနကို seasoning လောက်ထားတဲ့ကိုစထားတဲ့အဲ့ဒီကျက်သွမဲတို့ဂျင်းဂျဲတို့အဲ့ဒီတကြားအဲ့ဒီမှာရှိအဲ့ဒီ light sauce ကိုအဲ့ဒီမျိုးကိုအဲ့လိုမျိုးကိုကဒီ light sauce မထည့်ရရေဆိုအဲ့ဒီကျက်သွမဲဂျင်းဂျန်အဲ့ဒီတကြားကိုကထည့်လိုက်တဲ့အဲ့ဒီစီပူမှာပြီးတော့ကိုကအဲ့ဒီ light sauce ကိုထည့်လိုက်ကိုရောသမောင်းငွေကိုလောက်လိုက်ပြီးတော့ကျက်သားကိုကမိနစ်20ပြည့်ကိုထုတ်လိုက်ကိုကလက်ကိုလက်မဆေးဓာတ်နဲ့လီလို့ရတယ်လေအဲ့ဒါပြီးတော့ small piece ကိုကလောက်ဒါမှမဟုတ်ကိုကလှလေးပုံလှလေးကိုကြိုက်ရင်ငါခက်ကြစိတ်မရှိဘူးလေလှတယ်မလို့အဲ့ဒါဘိုးဘောနော်ကဘာလုံးရဲ့ပကံလုံးမှာစကားလူပြောကြည့်စမ်းကဘာမဟုတ်ဒီပကံလုံးထဲမှာကိုကကြက်သားလေးတွေကိုထည့်ကိုကအဲ့လိုမျိုးဒီအဲ့ဒီပကံပြန်နဲ့ကိုကဒီလိုမျိုးပြန်တော့ဖို့လဲသူကဖို့လေးဆိုတော့အရန်လာတယ်လေအဲ့ဒါပြီးတော့အဲ့ဒီ sauce ကိုလောင်းထည့်လိုက်ပြီးအပေါ်မှာနောက်ဆိုဒီသခွားသီး what you can bear အဲ့သခွားသီးကိုကအဲ့တင်းစလိုင်းတော့သေးလေးကိုလီထားပေးနာမှာအဲ့ဒီ sauce ခလက်ကြတာထားတော့ဒီငရုတ်သီးကိုပေါ့နော်ဒီငရုတ်သီးကိုတော့ကိုယူလို့ရတယ်သူထည့်ရပါဒီလိုပေါ့အဲ့ဒါလေးကိုက sauce ရှိတဲ့ chicken ကျက်စီထမင်းမြို့ချီလီဆော့အများကြီးရှိတယ်ကိုခလက်ကြတော့လွယ်ကူနီးနဲ့ကိုကလောက်လိုက်ဒီဟာကိုကဇွန်းနဲ့1 tablespoon လောက်ကိုအဲ့ရင်နွေးတော့ကိုအဲ့လိုမျိုးသူကဆော့ဖြစ်သွားချီလီဆော့ပါနော်အဲ့ဒါဆိုကိုဒီကြက်သားကိုကအဲ့လိုမျိုးဆိုစားလို့ရပြီကြက်သားအရန်ကိုလေရေခဲနဲ့စိန်တော့သူက not ဟာမမာတော့သူကပြပြလေးနဲ့အရန်စားကောင်းတာအဲ့ဒါကြက်စီထမင်း chicken rice ပြီးတော့ဒီဝက်ဟိုကိုနေတဲ့ဟိုတထေးဟိုဖနမအင်ဆိုသူ့မှာအာဗင်ရှိတယ်လေအဲ့ဒီကြက်တကောင်လုံးကိုလေဘေးတာလို့ပြီးတော့ချာရှူဖော်လို့လေအဲ့လိုမျိုးလှုပ်လို့ရတယ်ဒီအိမ်ကသိမစားဘူးအဲ့ဒါမရှိသူ့ရဲ့ဒီအာဗင်ငါနဲ့ညီမစကားသိမပြောတော့အင်္ဂလိပ်စကားလည်းသိမတတ်ဘူးဝဲဒီဝဲစားကောင်းမင်းတော့ချက်စီသမင်းချက်ကျမဗီဒီယိုဖိုင်ပြီးကျမချက်ပြောလို့မရဘူးသူကမင်းစကားကြည့်သမင်းချက်အားစားရှိချက်စီသမင်းဘယ်လိုချက်ရမလဲ